မင်္ဂလာပါရှင် မင်္ဂလာပါခင်ဗျဟေးမင်္ဂလာပါတာရေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျ မောင်လေးနာမည်လေးပြောပါဟုတ်ကဲ့ကျွန်တော်နာမည်ကရီယယ်ဒွန်စနာပါခင်ဗျဟာနာမည်လေးအစမ်းလေးဟုတ်ကဲ့ရီယယ်ဒွန်စနာဆိုတာကျွန်တော်တို့အင်္ဂလိပ်ချာပေနဲ့ပါဠိချာပေဘာသာစကားကိုကျွန်တော်တို့ပေါင်းပြီးတော့မှတ်ထားတာပါခင်ဗျရီယယ်ဆိုတာကအစ်စ်ဒွန်စနာဆိုတာကတထောင်းသားကိုပြောတာအဲ့တော့တထောင်းသားအစ်စ်လို့အတိတ်ပဲရှိအောင်ကျွန်တော်ကအဲ့နာမည်လေးမှတ်ထားတာပါခင်ဗျတာတထောင်းသားတူဆိုတာရောရှိသေးသလိုလားတာရဲ့ဟာရှိရပေါ့ဗျာခုဆိုရင်ကျွန်တော်တို့ဌာနဆိုင်ရာတိုင်းလိုမှာလက်ပေးလိုက်ယူမှုတွေများပြီးတော့အဂတိလိုက်ချတဲ့တထောင်းသားအတုတွေကအင်မတန်ကိုပေါ်များနေတယ်ခင်ဗျအဲ့ဒါတော့ကျွန်တော်ကအဲ့တထောင်းသားအတုတွေနဲ့ကျွန်တော်တို့လိုတထောင်းသားအစစ်အမှန်တွေရောရွှေ့ပြီးတော့မတော်ရအောင်လို့မို့ကျွန်တော်ကဒီရီယယ်ဒိုးစနာဆိုတဲ့တထောင်းသားအစေးဆိုတဲ့ဒီနာမည်ကိုကျွန်တော်ကမြဲမြဲနူးနူးနဲ့ကိုကျွန်တော်ကမှတ်ထားတာခင်ဗျဟုတ်ကဲ့ပါခင်ဗျစိတ်ထဲမှာချင်းဆိုတာနဲ့ပတ်သက်ပြီးဘယ်လိုခံစားရတာမရှိသေးလဲကျွန်တော်တချင်းချိုရင်ချိန်ထဲမှာဘယ်လိုခံစားရလဲချိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာအိုက်ဒေါကိုလာရောက်ချင်တိုင်းတဲ့လူတွေကပုံစံညွှန်းညွှန်းလေကျွန်တော်တို့ရွာမှာစိတ်တောင်းတဲ့လူတွေနွားတောင်းတဲ့လူတွေတောင်းလာချိုတယ်လေနောက်ပြီးတော့ဒီလာဖို့ကျွန်တော်တို့လမ်းစရိတ်တောင်းမရှိလို့မို့ကျွန်တော်တို့ခြိုက်ကားနဲ့လာရတဲ့လူတွေရှိရလေအဲ့တဲမှာမှကျွန်တော်တို့လိုတထောင်းသားတယောက်အနေနဲ့တို့ဒီကြံမွဲကိုလာရောက်ချင်တန်ရတယ်ဆိုတာကျွန်တော်တို့တထောင်းသားစုတွေရဲ့အားလုံးရဲ့ကိုယ်သာကျွန်တော်အများကြီးဂုဏ်ယူတယ်ရကျွန်တော်တို့တထောင်းသားတွေလည်းအစင်တန်းတနေရာရရှိရပေါ့ရကျွန်တော်တို့အနေနဲ့အဲ့လိုလေးတော့စိတ်ထဲမှာရှိရပေါ့အေးတာဘာတချင်းနဲ့ရှင်ပြိုင်မှုစိတ်ကူးထားလည်းမသိဘူးတာကျွန်တော်အခုဘာတချင်းနဲ့ရှင်ပြိုင်မလဲဆိုတော့ကျွန်တော်ဘဝနဲ့ကိုင်းညီရဲ့တချင်းလေးနဲ့ကျွန်တော်ရှင်ပြိုင်မှာပါခင်ဗျအခုလုပ်နေတဲ့အလုပ်ကကျွန်တော်ကအရင်တုန်းကကျွန်တော်ကဒီမန္တလေးမြို့မှာကျွန်တော်က high ball ရအခုကျွန်တော် Manchester United အတင်းကိုအားကိုးပြီးတော့ကျွန်တော်ဘောလုံးဝဲတွေလောင်းလိုက်တာဗျာကျွန်တော်မှအခုတောင်းနာဖြစ်တဲ့အဆင့်ထိအောင်ပါပဲကျွန်တော် Manchester နီးပြကျုံမော်ရင်အိုကိုအားကိုးခဲ့တာကကျွန်တော်တောင်းနာဖြစ်ရခြင်းရဲ့အကြောင်းလို့ပဲကျွန်တော်ပြောပြချင်ပါတယ်ခင်ဗျဟုတ်ကဲ့အဲဆိုရင်မောင်လေးစင်သဖြစ်တဲ့အချိန်ကျရင်မတို့ဆိုပြရနော်ဟုတ်ကဲ့မချင်းနဲ့လောင်းခဲ့မီလို့အော်ဒီတခါမှယူပွဲချိုရင်ဖြင့်အဝေးကချောင်းချနေမဲဘာမှချီတော့ဘူးခုမှချီတော့ဘူးခြံနဲ့တိုက်လဲပြောင်းပြီးငါမှချီတဲ့ကားလည်းချီတော့ဘူးရှိတာလေးတွေပြောင်းပြီးကွယ်ရှိတာလေးတွေပေါင်ထားတယ်ပစိုးပြောင်းဖုံပေါင်းလောင်းလိုက်လင်းတဘွားလုံးပဲပြောင်းပြောင်းဆင်းဆင်းမယူဆိုလင်းမနစ်ကအပြောင်းနဲ့ဒီနေ့ကြုံတွေ့တာမော်ရင်ဟုတ်လေအစိတ်သားလောက်ရှိတာမတို့ decision လေးချကြမယ်တို့ကတော့ yes ဟုတ်ကဲ့တိုက်အန်ကယ်ကတော့ဟာနေပေါင်းတောင်းရနေပေါင်းyes အန်ကယ်ဘာမှမလုပ်ပါဘူးသူ့ဘာသာတို့ကိုရဝါမလို့ဟာကိုမြန်မာအိုက်ဒေါ